ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညမှာရှင်မြန်ကစားသွားမယ့်စပိန်ဘီယန်ဖလားအီတလီစူပါဖလားနဲ့ကွန်ဖရင့်လိပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးကြပါမယ်ဘာဂိုစ်နဲ့ဂီတာဖေဒုတိယတန်းကလပ်ဘာဂိုစ်ရောဂီတာဖေကလက်ရှိချိန်မှာတော့တိုက်စစ်ပိုင်းရုန်းကန်နေကြရပါတယ်ဘာဂိုစ်ဆိုရင်သူတို့လစ်ကနောက်ဆုံးအင်ကွန်9ပွဲမှာဆိုတကူတာသွင်းနိုင်ခဲ့ပါတယ်နော်ဂီတာဖေကလည်းလာလီဂါမှာနောက်ပိုင်းအဝေးကွန်းပွဲတွေမှာဆိုရင်တော့ဇက်တိုက်ကိုဂိုးပေါက်နေပါတယ်ဒါကြောင့်မို့ဂိုးပေါင်းစီနှလုံးပြား40အစားပေါက်နေတာဖြစ်ပြီးတော့2ဂိုးတောင်မရောက်နိုင်ပါဘူးရှင်အိုရန်စီနဲ့ပြီးပါဦးတတိယတန်းကဆိုပေမဲ့အိုရန်စီကပြီးခဲ့တဲ့နှစ်စစ်မှာလာလီဂါအသင်းတွေဖြစ်တဲ့ဂီရိုနာနဲ့အိုဗီဒိုတို့ကိုနောက်ကောက်ချထားနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲတွေမှာ2ဂိုးစီသွင်းနိုင်ခဲ့တဲ့အိုရန်စီကအင်ကွန်ဂိုးသွင်းအားလည်းရှိပါတယ်နော်။ဆိုတော့ပြီးပါအိုနိုင်မယ်ဆိုရင်တောင်ဂိုးပြန်ပေးရနိုင်ပါတယ်။ဂိုးပေါင်းစီနှလုံး65ပြအရှုံးပေါက်တဲ့ဒီပွဲမှာတော့ဂိုးဘော်ကပို့ပြီးတော့ကောင်းပါတယ်။မာဆီယာနဲ့ဘက်တစ်တတိယတန်းအသင်းနဲ့အဝေးကွင်းဆိုတော့ဘက်တစ်အတွက်ကတော့ပွဲချပါတယ်လက်ရှိအင်ကွန်ရလက်လည်းမတည်ငြိမ်တဲ့မာဆီယာကဘက်တစ်ကိုရှင်နိုင်ဖို့ဆိုတာကတော့မရှိပါဘူးဘက်တစ်ကတော့တရားတီမှာအင်ကွန်ထက်အဝေးကွင်းပို့ပြီးတော့ကောင်းပါတယ်တလုံး25ပြအရှုံးပေါက်တဲ့ဘက်တစ်2ဂိုးပြတ်မပြတ်ကိုသာကြည့်ရမှာပါနာပိုလီနဲ့ AC မီလန်ဂျာကွန်ဖြစ်တဲ့ဆော်ရီမာကစားတဲ့ဆီမီဖိုင်နယ်ပွဲပါရှင်ပြီးခဲ့တဲ့စတင်မှာစီးရီတွေ့ဆုံမှုတုန်းကတော့ AC မှာအိမ်ခွန်းမှာဆိုရင်တော့နာပိုလီကို2ဂိုးတဂိုးနဲ့နိုင်ထားပါတယ်အဲ့ဒီတုန်းကဂိုးပေါင်းစီနှလုံး85ပြအရှုံးဖွင့်ခဲ့ပေမဲ့ဒီတစ်ချိန်တွေ့ဆုံမှုမှာတော့ဂိုးပေါင်းစီကိုနှလုံးပြ30အရှုံးပဲဖွင့်ထားပါတယ်ဂျာကွန်ကအခုလိုပွဲကြီးပွဲကောင်းမှာဘိုးလူပွဲရောက်ဖို့နှစ်သင်းစလုံးကအမားမခံကစားကြမှာဖြစ်ပါတယ်ဆိုတော့ဆော်ရီမြေတွေ့ဆုံမှုမှာတော့ဂိုးမများနိုင်ပါဘူးရှင်ဘယ်လစ်နဲ့ KBSပဲလစ်က16တင်အစ်စ်ဓာတ်ရိုက်တက်နိုင်မဲ့ထိတ်ဆုံး8နေရာမှာမျောလင့်ချက်အတွက်နိုင်မှဖြစ်မှာပါအဲ့ဒီလိုပါပဲ QPS ကလည်းရှုံးထွက်မျောလင့်ချက်အတွက်ရလက်ကောင်းမှဖြစ်မဲ့အခြေအနေရောက်နေပါတယ်ဖင်လန်ကလပ်မှာတော့ဒီရာဒီကွန်ဖရင့်လိအဝေးကွန်းပွဲတွေမှာဆိုရင်တော့သွင်းကိုမရှိသေးပါဘူးပဲလစ်ကလည်းဥဆောင်ကိုရရင်ထိမှာဆိုတော့ဂိုးပေါင်းစီ3လုံးပြား20အရှုံးနဲ့ဒီပွဲမှာတော့ဂိုးအောင်နဲ့ပဲစွန့်စားကြည့်ကြပါမယ်လော်စိန်နဲ့ဖီယိုရင်တီနာတမက်သားကွာတဲ့လော်စိန်ရောဖီယိုရင်တီနာပါထိတ်ဆုံး8နေရာမျှော်လင့်ချက်ရှိနေကြသေးတယ်ဆိုပေမဲ့တရေးဆိုရာနဲ့ break off အတွက်ကတော့လုံလောက်ပါတယ်ဆွစ်ဇာလန်ကလပ်ကကွန်ဖရင့်လိမှာအင်ကွန်းမရှုံးသေးသလိုဒီတရားတီလုံးမှာလည်းအင်ကွန်းရှုံးပွဲကလက်ချိုးရည်လို့ရပါတယ်ဖီယိုရင်တီနာအတွက်ကတော့အခုချိန်မှာဇယားအောက်ခြေရောက်နေတဲ့စီရီအေကပို့ပြီးတော့အရေးကြီးနေပါတယ်ဖီယိုတရေး60ဆိုပေမဲ့အင်ရှင်နဲ့ပဲစွန့်စားတင်တာပါမေ့စ်နဲ့ဆန်ဆန်စပေါ့ဆမ်မစီရထားတဲ့မိတ်ဆောဆန်ဆန်စပေါ်ပါအနိုင်ရမှသာထိတ်ဆုံး8နေရအသေးချာမှာပါဒါကြောင့်နှစ်သင်းစလုံးအတွက်အမောင်းမခံတဲ့ပွဲဖြစ်နေပါတယ်မိတ်ဆက်တရားဒီကွန်ဖရင့်လိ9ပွဲမှာဆိုရင်လည်း၄ပွဲကဂိုးမများခဲ့ပါဘူးရှင်ဂိုးပေါင်းစီ3လုံးပြား30အစားဆိုပေမဲ့ဂိုးအောင်နဲ့ပဲစွန့်စားပါမယ်ဘယ်လီကာနိုနဲ့ဒရီတာဘယ်လီကာနိုက16သိန်းအဆင့်တက်နိုင်မဲ့လက်ရှိအဆင့်9နေရာစက်ထိန်ဖို့ဆိုတာကနိုင်မကိုဖြတ်မှာပါတရားဒီအင်ကွန်ကန်ရတဲ့ Conference League 3ပွဲစလုံးကိုတော့ဘယ်လီကာနိုနိုင်ထားပါတယ်ကိုဆိုဗိုကလပ်ဒရီတာကလည်းရလက်ကောင်းမှရှုံးထွက်တက်မှာဆိုပေမဲ့ဘယ်လီကာနိုကိုရှင်ကစားနိုင်မဲ့ပုံတော့မရှိပါဘူးနှလုံး25ပြားအရှုံးပေါက်တဲ့ဘယ်လီကာနိုကိုအနှိမ့်ဆုံး2ဂိုးပြက်ကစပြီးတော့ကြည့်ရမှာပါရှင်စထရာဘောနဲ့ဘရီဒဘလစ်16သိန်းအဆင့်သေးကြပြီးသားမို့ဇယားထိတ်နေရကစထရာဘောအတွက်ကတော့အမှတ်မလို့တော့ပါဘူးနော်ဒါကြောင့်ဒီပွဲမှာအရင်လေးနဲ့ကံဖို့ကများပါတယ်အိုက်စလန်ကလပ်ကတော့ရှုံးထွက်မျောလင့်ချက်အတွက်အစွမ်းကုန်စူးစမ်းမှဖြစ်ပေမဲ့အင်ရှင်ဘက်ကိုဂိုးသွင်းနိုင်မဲ့ခြေစွမ်းမျိုးတော့မရှိပါဘူးဂိုးပေါင်းစီ3လုံးပြားတရာအရှုံးဆိုပေမဲ့ဂိုးမများနိုင်တဲ့ပွဲပါရှင်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်မြန်ကစားသွားမယ့်စပိန်ဘီယန်ဖလားအီတလီစူပါဖလားနဲ့ကွန်ဖရင့်လိပွဲစဉ်ရဲ့ပွဲချိုသုံးသက်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်